ပရီးမီးယားလိဂ်ပွဲစဉ်စနစ်ရဲ့စနေနေ့ညပွဲစဉ်များဟုတ်ကဲ့11 day sport channel ကကြိုဆိုလိုက်ပါတယ်ခင်ဗျာနှစ်ပတ်အကြာရှင်ပြိုင်ကစားခဲ့တဲ့ international ပွဲစဉ်တွေကတော့ပြီးဆုံးသွားခဲ့ပြီးကျွန်တော်တို့အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ပြန်လည်စတင်လို့လာခဲ့ပါပြီပရီးမီးယားလိဂ်ပွဲစဉ်စနစ်ရဲ့စနေနေ့ညပွဲစဉ်တွေကတော့စနေနေ့ညရဲ့အစောဆုံးပွဲစဉ်အဖြစ်မြန်မာစံတော်ချိန်9နာရီချိန်မှာပဲဘန်လီအသင်းနဲ့ချက်စီးအသင်းတို့ရှင်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်ဘန်လီအသင်းရဲ့အိမ်ကွင်းဖြစ်နေပေမဲ့အဆင့်3နေရာထိရောက်ရှိလို့လာခဲ့တဲ့လန်ဒန်ကညီမလေးတို့ကအသင်းရဲ့အားအထားရဆုံးကစားသမားဖြစ်သူပါမတယောက်ပြန်ပါလာဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့်ဘန်လီအသင်းအိမ်ကွင်းအထိသွားရောက်ပြီးဆုံးမပေးဖို့ရှိနေပါတယ်ဘန်လီအသင်းဟာအဆင့်19နေရာထိရောက်ရှိနေတာကြောင့်တန်းစင်းဆောင်ရုံးအားတွေရှိလာနိုင်ပေမဲ့ညီမလေးတို့တော့ကတော့အနိုင်3မှတ်ရရှိဖို့ကမခက်ခဲနိုင်တော့ပါဘူးဒါပေမဲ့နီးပြအန်ဆိုမာရစတာတယောက်ပောက်ကရလူစင်းတွေထုတ်မလာပါစေနဲ့လို့တော့ဆုတောင်းရပါအောင်မယ်စနေနေ့ညမြန်မာစံတော်ချိန်9နာရီခွဲအချိန်မှာတော့ဝူဘာဟန်နန်အသင်းနဲ့ခရစ္စတယ်ဘဲလီအသင်းတို့တွေ့ဆုံနေတာဖြစ်ပြီးတန်းစင်းဆောင်တွေကဝူဘာဟန်နန်တို့ပြန်လဲရုံးထလာနိုင်မလားဆိုတာစောင့်ကြည့်သိပေမဲ့ခရစ္စတယ်ဘဲလီရဲ့ဒီနေ့ပုံစံကောင်းတွေကိုတော့ချိုးဖျက်နိုင်ဖို့ခက်ခဲပါအောင်မယ်နောက်ထပ်ပွဲစဉ်တစ်ခုကတော့ဂျိုးဂျာတို့ရဲ့သခင်ကြီးလီဗာပူးနဲ့နော်တင်ဟမ်ဖော်ရက်တို့ဖြစ်ပါတယ်လီဗာပူးရဲ့အိမ်ကွင်းမှာဟီးဟားတွေလုံးလို့မရဘူးဆိုပေမဲ့နောက်ဆုံး9ပွဲမှာ4ပွဲအထိရှုံးနေထားတဲ့လက်ရှိချန်ပီယံကြီးတို့ဟာအဆင့်1ကအာဆင်နယ်အသင်းနဲ့10မှတ်တိတိကွာဟသွားပြီဖြစ်တာကြောင့်အချိန်မလွန်မီရမှတ်တွေပြန်လဲစုဆောင်းနိုင်မှဖြစ်ပါတော့မယ်တစ်ဖက်ကနော်တင်ဟမ်ဖော်ရက်ကလည်းတန်းစင်းစုံနဲ့ရောက်နေတာမို့အကျိတ်နဲ့ရှိလာမဲ့ပွဲစဉ်တစ်ခုဖြစ်နေပါတယ်ဒီပွဲစဉ်ကိုတော့စနေနေ့ညရဲ့မြန်မာစံတော်ချိန်ည9နာရီခွဲအချိန်မှာပဲရှင်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ခုကတော့ဒီယာဒီတန်းတက်အသင်းတွေထဲမှာအတော်လေးကိုခြေစွာနေတဲ့ဆန်ဒါလန်အသင်းကဖူအန်ကွင်းကိုတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒါကလည်းမြန်မာစံတော်ချိန်ည9နာရီခွဲအချိန်မှာပဲရှင်ပြိုင်သွားကြမှာဖြစ်ပြီးအသင်းငယ်အချင်းချင်းပွဲစဉ်တွေမှုခံမရခက်ပေမဲ့ဆန်နာလန်အသင်းဟာရှေ့ပွဲစဉ်တွေကပုံစံတိုင်းဆက်လက်ထိမ့်သိမ်းလာနိုင်မယ်ဆိုပါကဒီပွဲကလည်းဆန်နာလန်ပွဲဖြစ်သွားနိုင်ပါသေးတယ်နောက်ထပ်9နိုင်ခွဲအချိန်မှာပဲဘရိုက်တန်အသင်းနဲ့ဘရန့်ဖို့အသင်းတို့တွေ့ဆုံနေကြတာဖြစ်ပါတယ်နှစ်သင်းလုံးဟာအခြေဆွမ်းအလုံးကိုကောင်းမွန်ကြပြီးအသင်းကြီးအများစုကိုဒုက္ခတွေပေးတတ်တဲ့အသင်းတွေဖြစ်တာကြောင့်တေးတမက်လဲဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်စနေနေ့ညရဲ့နောက်ပွဲစဉ်တစ်ခုကတော့ ASC ဖုံးမောက်အသင်းနဲ့ဝဟန်အသင်းတို့ဖြစ်ပါတယ်။ဖုံးမောက်အသင်းဟာအစောပိုင်းပွဲစဉ်တွေမှာရလက်တော်တော်ကောင်းကောင်းယူထားနိုင်ခဲ့ပြီးဇယားထိပ်ပိုင်းဖြစ်တဲ့အဆင့်နှစ်အထိတောင်တက်ရောက်ထားနိုင်ခဲ့ကနောက်ပိုင်းပွဲစဉ်တွေမှာခြေအနှဲငယ်ရိမ့်ရိမ့်လာခဲ့တာဖြစ်ပါတယ်။ဝဟန်အသင်းကတော့အရင်နှစ်တွေနဲ့လုံးဝကိုခြားနှံသွားပြီးတန်းစင်းစုံတွေကတောင်ရုံမထွက်နိုင်သေးပါဘူး။ဒါပေမဲ့နောက်ဆုံးနှစ်ပွဲဆက်ပြန်နိုင်ထားတာကြောင့်ဖုံးမောက်အသင်းနဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ်။ဒီပွဲကလည်းခံမန်းရခက်ခဲမဲ့ပွဲစဉ်တစ်ခုဖြစ်နေပါဦးမယ်ဆိုတော့ပရီးမီးယားလိဂ်ရဲ့စနေနေ့ညပွဲစဉ်တွေကတော့ဘန်လီနဲ့ချက်စီဝူဗာဟန်နန်အသင်းနဲ့ခရစ္စတယ်ဘဲလီလီဗာပူးနဲ့နော်တင်ဟမ်ဖော်ရက်ဖူအန်နဲ့ဆန်နာလန်ဘရိုက်တန်နဲ့ဘရန့်ဖို့ဘုံမောင်နဲ့ဝဟန်ယူနိုက်တက်တို့ဖြစ်ပြီးဒီတစ်ပတ်လဲပြည်သက်တွေကိုဖျော်ဖြေမှုတွေထပ်မံပြီးစွမ်းအောင်မှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ